အဲ့တော့ဒီနံပါတ်2ပေါ့ဆရာ assignment တွေကတော့နံပါတ်2ဖြစ်မယ်သမီးတို့ရဲ့ပုံလေးထဲမှာဆိုရင်တော့ exercise 11ဖြစ်မယ်နော် exercise 11ကဲအဲ့တော့ကြည့်အောင်ပါတယ်လေ in an atom လာပြီ atom တစ်လုံးမှာဆိုသမီးသိပါတယ် nucleus ကိုဘယ်သူကပတ်နေမှာ electron ပဲ ဒီမှာလည်းပြောထားတယ် an electron တစ်လုံးက move in the circular path ဆောင်းပုံလမ်းကြောင်းလေးတိုင်းပတ်နေပါတယ်ဘယ်သူကိုလဲဆို around the nucleus နော် electron တစ်လုံးကတဲ့ nucleus ကိုဆောင်းပုံလမ်းကြောင်းတိုင်းပတ်နေတယ်အဲ့မှာပေးထားတဲ့ကြည့်ဆိုဆရာမေးဦးမယ်မေးခွန်းဆက်မှာဖတ်တယ်ဒါဆိုရင်အဲ့မှာပတ်ဆောင်းပုံလမ်းကြောင်းတိုင်းပတ်တယ်ဆိုမှတော့ပတ်မဲ့ electron မှာ tangential velocity ရှိမယ်ဟုတ်တယ်နော်ပြီးရင်အဲ့ electron ကိုထိန်းထားတဲ့ဆောင်းပုံလမ်းကြောင်းတိုင်းပတ်ဖို့အတွက်ထိန်းထားတဲ့ bar force ရှိရအောင် centripetal force ရှိရမယ် ဒီနေရာမှာကျဘယ်သူကလာပြီးတာဝန်ယူမှာလဲ centripetal force ဖြစ်ပါ electric force က electric force ဒီ electron နဲ့ nucleus ကြားမှာ electric force ဆိုတာတွန်းအားဆွဲအားနှစ်ခုရှိတာလေဘာဖြစ်မှာလဲ electric မှာတွန်းအားဆွဲအား attractive force attractive force ဖြစ်မှာเนาะအဲ့တော့ဘယ်သူကတွေ့ကြစပြီးတော့ဒီကူလောင်းကူလောင်းဆိုတဲ့ပုံပုံကနေပြီးတော့ဒီ list ဒီတွန်းအားပမာဏဘယ်လောက်ရှိတယ်ဆွဲအားဘယ်လောက်ရှိတယ်ဆိုတော့သူကစပြီးတော့တွက်ပြနိုင်ခဲ့တာမို့လို့လေအဲ့ electric force ကိုတို့တွေဘယ်လိုလဲခေါ်လို့ရလဲCoulomb's attractive force လို့ခေါ်တယ် ဒီ nucleus နဲ့ electron ကြားမှာရှိတဲ့ဆွဲအား Coulomb electric force လို့လည်းခေါ်တယ်နော်ရပြီအဲ့တော့ဆရာဒါပုံစံဒါလေးဖတ်ရင်လည်းဆရာဒါကြိုပြီးတော့တည်ကြည့်တာကဲဒါဆို electron မှာရှိတဲ့ speed ကဘယ်လောက်လဲ the speed of electron is တဲ့ကဲ approximately ဘယ်လောက်ဝန်းကျင်ရှိလဲဆို2.2 into 10 power 6 meter per second နော်ဒါဆရာတို့ပြောနေတဲ့ linear speed of tangential speed ပဲဖြစ်ရမယ်နော်ဝီပေါ့ဟုတ်ပြီနောက်တစ်ခုကဘာပေးထားလဲဗာမေးတာတစ်ခါတည်းတက်မေးလို့လားFind the centripetal force acting on the electron. Electron ပေါ်မှာတက်ရောက်နေတဲ့ဘာကိုတန်းမိတာလဲ FC ကိုတန်းမိရ Centripetal force လို့ခေါ်တဲ့ FC ကိုတန်းမိတယ်ဟုတ်တယ်။သူကဘာဖြစ်နေလို့လဲဆို revolves in the circular orbit ဆောင်းပုံလမ်းကြောင်းတိုင်းပတ်နေသူပတ်တဲ့ radius ကဘယ်လောက်တယ်လဲမှာ 0.53 into 10 power minus 10 meter အဲ့တော့ဒါ radius ဆို r ပေါ့အနောက်မှာ mass me လည်းပေးထားတယ် me ဆိုတာဘာသူရဲ့ mass ကိုပြောတာလဲ electron ရဲ့ mass yes electron ရဲ့ mass ပေးထားတယ်အဲ့တော့ဆရာတို့ centripetal force ကိုစိတ်ဖြောင်းနဲ့ရှာလို့ရပြီဘာလို့လဲ FC equal to v square over r n v square over r ဆိုအဲ့မှာတမိခုလိုချင်တာ electron အတွက်လိုအပ်တဲ့ FC လိုချင်တာဆိုတော့ electron mass လည်းသိပြီလေဒီမှာ electron mass electron ပတ်တဲ့ speed လည်းသိရလေဒီမှာဟုတ်တယ်နော်နောက် electron ပတ်မဲ့ဆိုတဲ့ပုံစံကြ radius လည်းသိတယ်ဆိုတော့အဲ့မှာအစားထည့်လိုက် FC ရသွားပြီဘယ်ကုန်းကဒါပဲပြီးသွားပြီဒါပေမဲ့ခုနကနံပါတ်ပြီးခဲ့တဲ့နံပါတ်1တုန်းကလိုမျိုးပေါ့ example 3တုန်းကလိုမျိုးပေါ့နော်ဆရာ assignment ထဲမှာတော့နံပါတ်1လို့တတ်ထားတော့အဲ့မှာလိုမျိုးသူကဖောက်မေးလို့ရတယ်လေဘယ်အားက centimeter force ဖြစ်လာပြီးတာဝန်ယူထားပေးရလဲဆိုမေးလို့မရဘူးလားဒီမေးခွန်းမှာလေသိလားနားလေဒီမေးခွန်းမှာဘယ်လိုမေးလို့ရလဲ which ဟုတ် force သိလားwhich force provides the centimeter force require the centimeter force တဘောကဒီမေးခွန်းလေးပေါ့တွေ့လားဒီရှေ့ကနံပါတ်1ပေါ့ပုံလေးတရားဆို example 3ထဲမှာ which force provide the centimeter force ဆိုတဲ့မေးခွန်းလေးအဲ့ဒီမေးခွန်းကိုဘယ်မှာလာမေးလို့ရဒီမှာလည်းလာမေးလို့ရတယ်အကယ်၍ဒါမေးခဲ့မယ်ဆိုရင်တမီဘသူက centimeter force ဖြစ်ပေးနေရလဲဒီမေးခွန်းလေး electric force or Coulomb attractive force ကအဲ့ပေါ့ electric force ဆို Coulomb electric force ဟိုအရှိရလို့တိကျပြောရင်ဘသူကိုဆွဲတဲ့ electric force လဲ nucleus က electron ဆွဲတဲ့ attractive force မှတ်မိတယ်မလားအတိအကျရေးမယ်ဆိုရင်တော့ဟိုအရှိမှရှိရလေမှတ်မိလားဆရာရှင်းမှတင်တော့ရဟုတ်ဒီညလေးမှာစပိုင်းမှာလေဒီမှာပါတယ်လေ electric force acting on an electron orbiting နော်ဟုတ်တယ်မလား electric force acting on an electron orbiting the nucleus ကိုပတ်နေတဲ့ electron ပေါ်မှာတက်ရောက်နေတဲ့ဆွဲအားပေါ့ electric force ပေါ့နော်ဒါမှမဟုတ်ဒီအဖြေလဲရတာပဲဒီဆရာတို့ဒီစာပိုက်ထဲမှာပါတဲ့ဟာလေဒီမှာဘယ်လိုဖြေမှာလဲဒီမှာ Coulomb attractive force between the nucleus and the electron ရတယ်မလားဘယ်လိုဖြစ်ဖြစ်လေအဓိက nucleus နဲ့ electron ကြားမှာရှိတဲ့လျှက်စစ်အားဆိုတာပေါ်လွင်သွားရင်ရပြီ okay တော့ပေါက်လားကလေးလေးပေါက်တယ်နော်ဟုတ်ဒါဒီမေးခွန်းမှာမပါဘူးဆိုပြီးတော့တမီဒီတိုင်းပဲ plain ကြီးမထားလိုက်နဲ့ဥပမာနံပါတ်1ကမေးခွန်းနောက်ဆက်တွဲမေးခွန်းဒီနောက်ဆက်တွဲမေးခွန်းလေးကိုနံပါတ်2မှာလည်းပြောင်းမေးလို့ရတယ်ကဲအဲ့ဆိုပြောနေတာကြားတယ် let's go
အဲ့ဆိုဆရာကိုပေးထားချက်လေးတွေပြောပေးပါဦးခင်ဗျမှတ်မိတာပေးထားချက်လေးတွေတမီကြည့်ပြောတာဆိုတော့ပေးထားချက်တွေမှတ်မိမှာလို့နော်ကဲပြောပါဦးဆရာ V equal to 2.2 အဲ့ဒါဘယ်သူပတ်တဲ့ speed လဲဘယ်သူသွားနေတဲ့ speed လဲ electron သွားနေတဲ့ speed အဲ့နေဟိုလေဆရာရဲ့ဟွာတွေကဆိုရင် assignment တွေကဆိုနံပါတ်2ပေါ့ဟိုပုံနှိပ်တွေကဆိုရင်နော် exercise 11 yes let's go အဲ့ဆိုပထမဆုံး electron ပတ်တဲ့ speed ပေးထားတယ် v equal to V equal to 2.2 into 10 power 6 meter per yes second 2.2 into 10 power 6 2.2 into 2.2 times 10 power 6 meter per second ရပြီတခုနောက်ကော P dot R equal to 0.53 into မရေးပဲနော်ကဲပြောကလေးပြော r equal to R equal to 0.53 into 10 power minus 10 meter 10 to the power minus 10 meter let's go v ရဲ့ r ရပြီနောက်ကော ME yes me so mass of electron ဘယ်လောက်လဲ 9.1 into 10 power minus 31 ဟောဘယ်လို၄တောင်နေဖြစ်ကုန်ရရလားဒါပဲလားပေးတာချက်က kilo ဟုတ်ပြီကဲ let's FC go ကိုမေးရ yes fc centimeter force ကိုမေးတယ်အဲ့ဆို0အတွက်ဆိုပုံနေနည်းပြောပါပုံနေနည်းပြောပါသမီး fc equal to FC equal to mv square over r n v square over r ဒီမှာတော့ပုံစံမှာပေးထားချက်မှာ mass ရဲ့အောက်မှာ e လေးပါတော့ဆိုဆရာဒီမှာလည်း e လေးထည့်လိုက်နော်ဆိုရလားအကုန်စုံနေမလားဟုတ်စုံနေရပဲလေနော်စုံနေရင်ဆရာတို့ထည့်လိုက်ဆိုအဲ့ဆိုရင် mass of electron တွေဘယ်လောက်ထည့်မှာလဲ mass of electron တွေမှာ 9.1 into 10 power minus 31 10 power minus 31 kilogram ရောက်နောက်ကော into yes 0.2 into 10 power 6 ဝီးနေရမှာလားဟာလားကလေးဟုတ် ဝီးနေရမှာဗလား 2.2 into 10 power minus 6 ဒါ meter ဘယ်နှ per ထပ် second တင်ရမှာလဲကလေး နှစ်ထပ်တင်ရမှာနော် 2.2 into 10 power 6 ဟုတ်တယ် the whole square နှစ်ထပ်တင်နော်ဒီမှာ times နှစ်ထပ်တင်အောက်ကဟွာကြတော့ကြတော့ဘယ်လောက်လဲကလေး 0.53 into 10 power minus 10 meter အဲ့ကောင်ထည့်ကဲအဲ့ဆိုဆရာတို့ calculator လေးနှိပ်ပေးတမီဖြေးလေးပြောပေးပြောပါဦး 8.31 into 10 power minus 8အဲ့လေးဆရာပြန်ပြောပေးပါဦးဆရာဘယ်လောက်ရတယ် 8.31 into 10 power minus 8 8.31 into 10 power minus 8အဲ့လိုလားဟုတ်အပြင်ခုနတစ်ခေါက်ပုတ်စာရမှာပြသွားတယ်လို့ပဲဒီမှာ kilogram ရှိတယ် kilogram ဟုတ်တယ်ဒီမှာမီတာနှလုံးအပေါ်ကမီတာနှလုံးနဲ့အောက်ကတစ်လုံးနဲ့ဆိုတော့မီတာတစ်လုံးပဲကျန်မယ်စက္ကန့်ကိုနှစ်ထပ်တင်လိုက်တော့ per second square ဆိုတော့ kilogram meter per second square ဒီ volume နဲ့ equivalent ဖြစ်တာလေ newton နဲ့ equivalent ဖြစ်တာเนาะဆရာ force မို့လို့ newton တန်းလိုက်တော့ဘာဖြစ်လဲဘာဖြစ်အတူတူပဲလीเนาะအဲ့လိုမှတ်ထားလဲရတယ်ဆရာတော့ all newton ဒီ kilogram meter per second square နဲ့တူတယ်ဆိုတာဆရာဆို g တန်းကလေးကလေးတွေအဲ့လိုပဲတင်ပေးတာကဲဟုတ်ပြီဒါဆိုရင်ဒါပြီးသွားပြီပေါ့ပြီးသွားတယ်ဆိုရင်ဒီတိုင်း plane မရလိုက်နော်ရှေ့ကပုတ်စာလိုမျိုးဒါမေးလို့ရတယ်ပေါ့ကဲပြီးဒါမေးခဲ့မယ်ဆိုရင်ဘယ်လိုဖြေမှာလဲတမီးဒီလိုအပ်နေတဲ့ centimeter force ဆိုတာဒီလောက်လိုတယ်ပေါ့အဲ့လိုတဲ့ centimeter force ကိုဘယ်သူကပေးဘယ် force ကပေး electric force or coulomb attractive force ရတယ်အဆင်ပြေလို့ဖြေ coulomb electric force or electric force ဟုတ်တယ်မလား coulomb attractive force or electric force between the electron and the nucleus yes between the electron and nucleus ပေါ့so provide ဆိုကြည့်လိုက်အောင်မယ်ရလားတမီးအဆင်ပြေလို့ဖြေနော် and then electric electric force or နောက်တစ်ခုပါလဲ coulomb ကူလောင်ကဒီလက်စစ်အားတွေရဲ့သဘောတဘာဝလက်စစ်အားတွေကိုဘယ်လိုတွက်ထုတ်ရလဲဆိုတော့ကူလောင်ဆိုတဲ့လူကရှာဖွေတွေ့ရှိခဲ့တာလေအဲ့ဒါကိုဆရာတို့ chapter
9လာမသိဘူးဆရာအခန်းတော့မမှတ်မိတော့ G level မှာပါတယ် Coulomb law ဆိုပြီးတော့လေနော်အဲ့ဆိုအဲ့ဒီ Coulomb ကနေတွေ့ရှိခဲ့တာမို့လို့သူ Coulomb attractive force Coulomb force ပေါ့အဲ့ဒါတော့ဆွဲအားကိုရည်ရတာဖြစ်တဲ့အတွက် Coulomb attractive force ဒါမှမေးဘူးနော်ဒါပေမဲ့မေးခဲ့ရင်ဖြေလို့ရအောင်လို့ electric force ဆို Coulomb electric force ဘယ်နဲ့ပဲကြားမှာရှိတာလဲ between the nucleus and the electron yes between the nucleus 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 and the electron ဒီ electron နဲ့ nucleus ကြားမှာရှိတဲ့အဲ့ဒီ electric ဆွဲအားကပဲ provide မလုပ်ပါလေပေးအောင်ပေးရလဲဆိုရင် the centripetal force ကိုပေး yes centripetal force ရပြီလားဟာပဲမမေးရင်တော့ဖြေကြမလို့နော်ကဲမေးခဲ့လေ့ကျင့်မိတာဖြစ်သွားအောင်ကဲအဲ့ဒါဆိုဒီပုဂ္ဂိုလ်နားလဲလားကလေးဟုတ်နားလဲတယ်နော်ဒါနံပါတ်2ပေါ့ exercise number 11ပေါ့